အဲကွန်လည်းအေးကျင်တယ်မီတာကလည်းတက်မှာကြောက်နေတဲ့သူတွေအတွက်ဒီနေ့နွေရာသီကတော်တော်လေးပူလာပြီဆိုတော့အဲကွန်မရှိရင်မနေနိုင်တော့ဘူးပေါ့ဗျာဒါပေမဲ့နောက်ကုန်လို့မီတာဆောက်ရရောက်လာတဲ့အခါမှာအမလေးလိုအော်ရအောင်မီအားချွတ်တာတဲ့နီလန်းကိုကျွန်တော်မျှဝေပေးချင်ပါတယ်တချို့ကအခမ်းမမြန်အေးအောင်16တို့18တို့ထားတတ်ကြပါတယ်အမှန်တော့အဲကွန်တစ်ကောင်အားလောက်ဆိုရင်12ပေပတ်လေအခန်းအတွက်ကွန်ပရက်ဆာကိုအရန်ပင်ပန်းစေပြီးတော့မီတာကားကိုလည်းတက်စေပါရတယ်တကယ်တော့လူခန္ဓာကိုယ်အတွက်25ဒီဂရီဟာပုံမှန်ဖြစ်ပြီးတော့မီတာကလည်းတက်တာစေပါတယ်လေစစ်စကားကိုဖြုတ်စေပါဒါကခက်ခဲတဲ့အလုပ်မဟုတ်ပါဘူးနှစ်ပတ်တစ်ခါလေစစ်စကားကိုဖြုတ်ပြီးဖုံနဲ့ညစ်ကြေးတွေကိုဆေးပေးလိုက်ရုံနဲ့လေအေးပူထွက်လာပြီးတော့မီတာကားကိုလည်းတက်တာသွားစေမှာပါအပြင်ကအပူတွေအထက်ကိုပေးမွေပါနဲ့လိုက်ကများချထားပါတကားတွေကိုလုံအောင်ပိတ်ထားပါအပြင်ကအပူချိန်တွေဝင်မလာတဲ့အတွက်အဲကုန်းကခဏခဏအလုံးမလုံးရပြီးတော့မီယာစားကိုတက်တာစေမှာပါအိတ်ခန့်ဒီစလိမှုထားပြီးတော့အိတ်ပါဒီနီလန်းတွေကရွှေရှင်းတယ်ဆိုပေမဲ့တကယ်လည်းထိရောက်ပါတယ်ဒီနေ့နွေရာသီမီတာကတက်တာနဲ့အားလုံးအေးချမ်းချမ်းဖြတ်သန်းနိုင်ကြပါစေအခုလိုအသုံးဝင်တဲ့ချက်လေးတွေကိုသိကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like and follow လေးလုပ်ထားဖို့မမေ့ပါနဲ့